Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဗာလေးနဲ့တွေ့စားထမင်းအရမ်းမြိန်နဲ့ပဇွန်ကြောက်ကြော်လေးကြော်ပြီးစားမှာပဲဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျော်စစ်တို့ကြက်သွန်နီပပလီထားလေးကိုစီကူမှာထည့်ပေးပါမယ်ပြီးရင်ကြက်သွန်ပြူလေးထည့်ပေးပါမယ်ကြက်သွန်ပြူကြက်သွန်နီကိုစနွန်းမုံလေးနဲ့အတူအယောင်ပြောင်းပြီးမွေးလာသည့်အထိကျော်စစ်တို့စီတက်ပေးပါမယ်ကြက်သွန်ပြူကြက်သွန်နီလေးတွေဣပြီးတော့အယောင်ပြောင်းလာတဲ့အနေထားလေးရောက်သည့်အထိကြော်ပေးမယ်ပေါ့နော်အနူးမုံလေးထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ကျော်စစ်တို့ငရုတ်သီးအကျန်းဘက်ကလေးထည့်ပေးမယ်ပေါ့နော်ငရုတ်သီးအကျန်းဘက်နဲ့ဒီကြက်သွန်အနှစ်နဲ့အားလုံးနှံ့ပြီးတော့တေချာလေးငရုတ်သီးနှံလေးမွေးလာသည့်အထိကိုကြော်ပေးလိုက်ပါမယ်ကဲပြီးရင်တော့ကျော်စစ်တို့အရသာအတွက်ကိုတော့ငံပြာရည်ထည့်ပေးပါမယ်ရတာမုံလေးထည့်ပေးပါမယ်ကဲပြီးရင်တော့ပဇွန်ကြောက်ကြော်ရဲ့အသက်ပေါ့နော်ရှေ့မှာရေးဆေးထားတဲ့ပဇွန်ကြောက်ကလေးတွေကိုထည့်ပေးနေမယ်ပေါ့နော်ဒီနေရာမှာကျော်စစ်တို့တချို့ကလည်းပဇွန်ကြောက်ကိုထောင်းပြီးတော့ထည့်တာမျိုးလည်းရှိပါတယ်ကိုအဆင်ပြေသလိုမျိုးထည့်လို့ရရပေါ့နော်ကျော်စစ်ကတော့ပဇွန်ကြောက်ကအချိုးကြောက်သေးသေးလေးတွေဆိုတော့ဒီတိုင်းလေးပဲကြော်လိုက်တယ်ပေါ့နော်ကဲပဇွန်ကြောက်နံလေးမှုေးပြီးတော့ကြတော့အားလုံးနှံ့သွားအောင်တေချာလေးကြော်ပေးလိုက်မယ်ဒီနေရာမှာတော့တချို့က6ကလေးလိုချင်တဲ့သူကလည်း6ကလေးအနေထားရောက်တည်တည်ကြော်လို့ရတယ်ဆူဆူအီလေးလိုချင်လဲဆူဆူအီလေးကြော်လို့ရပါတယ်ကျော်စစ်ကတော့အထားလဲခံအောင်လို့မချိုမချအနေထားလေးရအောင်ကြော်ထားပေးလိုက်ပါတယ်ကဲခုဆိုလို့ရှိရင်တော့ဒါပါလေးနဲ့တွေ့စားထမင်းမြိန်နဲ့ပဇွန်ကြောက်ကြော်လေးရပြီ